ဇလန်အစမှာဝင်းယုံနဲ့လူတယောက်ဟာအိတ်ခဲနဲ့နှင်းထဲရောက်လာခဲ့တယ်။သူဟာရဲတပ်ကြီးတစ်ခုရှိတဲ့နေရာကိုတက်တက်ဦးတည်သွားခဲ့ပါတယ်။သူဟာရဲတပ်တွေကိုရောက်သွားတဲ့အခါမှာတော့ပြည်စီတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ရဲတပ်ဖြစ်နေတဲ့အတွက်ကြောင့်ဖွင့်ဖက်မလုံးနေတဲ့အချိန်မှာပဲဓာတ်သုံးချောင်းကင်ဆောင်ထားတဲ့လူကသူ့နောက်ကနေရောက်လာခဲ့ပါတယ်။ဝင်းယုံနဲ့လူကလည်းငါဒီယူလာတာမင်းတို့အနေပေးဖို့မဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်။သပင်စိမ်းရောက်တဲ့လူကလည်းမင်းကြည့်ရတာဓာတ်သမားဖြစ်ပုံရပုံပဲဒါဆိုမင်းနဲ့ငါနဲ့ဓာတ်ကြီးရှင်ကြည့်ကြတာပေါ့လို့ပြောလိုက်ပါတယ်။ဝင်းယုံနဲ့လူကလည်းတပွဲတစ်လောက်ကတော့အကဲဆန်းလို့ရပါလားဆိုရွေပြီးတော့သဘောတူလိုက်ပါတယ်။ဒီလိုနဲ့ဓာတ်သမားနှစ်ယောက်ဟာရဲတိုက်ထဲမှာဓာကြီးကိုသူ့တပြန်ကိုတပြန်ရှင်းပြနေကြပါတယ်။ဝင်းယုံနဲ့လူဟာငားမိသွားပြီးစိမ်းအောင်လူရဲ့တိုက်ခိုက်ချက်ကြောင့်ပဲသူကဝေးကိုလွန့်ထွက်သွားပါတယ်။ဒီလိုနဲ့စိမ်းအောင်လူကလည်းသူ့ရဲ့ဓာတ်သုံးချောင်းတိုက်ကွက်နဲ့ပဲအဲ့ဒီဝင်းယုံနဲ့လူကိုအပိုင်းပိုင်းဖျက်ပလိုက်ပါတယ်။ဒါပေမဲ့သူဖျက်လိုက်တာလူစစ်မဟုတ်ဘဲနဲ့လူစစ်ကသူ့ရဲ့နောက်မှာရောက်နေပါတယ်။ဝင်းယုံနဲ့လူကလည်းစိတ်လေစားခြင်းတိုင်းနဲ့တစ်ဖက်ဓာတ်သမားကိုချုပ်လိုက်ပါတယ်။စိမ်းအောင်နဲ့လူကလည်းတိုင်းခွက်ထဲမှာမိသွားပြီးတော့သူ့ရဲ့နောက်မှာမီဟော့ကြီးကရောက်ရှိနေခဲ့ပါတယ်။နောက်ဆုံးတော့သူကဒါစိတ်လေစားနေမှန်းသိပြီးတော့သူ့ရဲ့စိတ်ကိုချက်ချင်းပဲထိန်းချုပ်နိုင်ပြီးတော့တိုင်းခွက်ထဲကနေပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။နှစ်ယောက်သားပြန်လည်တိုက်ခိုက်ကြဖို့လုပ်တဲ့အချိန်မှာတော့သူတို့ဂျားထဲမှာတတော်တကောင်ကြီးကထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာနှစ်ယောက်သားဒီချိန်မှာငါတို့စီးလုံးမရမယ်ငါတို့ကကဘာကြီးမတူပေမဲ့တိုက်ခိုက်ရင်ညီကိုတွေပါပဲဆိုတဲ့တားရဲ့စိတ်သက်တွေဝင်လာကြပါတယ်။အရှိရှိရှင်ပြန်တက်ခဲ့ပြီးတော့မနာထောင်နေမယ်ဆိုတော့တူတူပူပေါင်းပြီးတိုက်ခိုက်တာအရာအလုံးဖြတ်ကျော်နိုင်ကြောင်းပြောလိုက်ပါတယ်။ဝေးယုံတဲ့လူကတတော်ကြီးကိုသူ့အစွမ်းနဲ့ကြောက်တော့ကြောက်ဆန်နေနဲ့ဘလို့မှလှုပ်လို့မရအောင်ပိုင်ဆိုင်အောင်ချုပ်လိုက်ပါတယ်။ခေါင်းစိမ့်တဲ့လူကလည်းသူ့ဓာတ်တိုင်းနဲ့ပဲအဲ့ဒီတတော်ကြီးချုပ်ထားတဲ့ကြောက်တုံးယူနဲ့ချမ်းပလိုက်ပါတယ်။ဇလန်လေးရဲ့ပေးကျင်တဲ့မက်ဆီကတော့အချင်းချင်းဥစ္စာပစ္စည်းတွေရှင်းပြပြီးတော့မာနာတွေထားနေမယ်အစားအတူတူပူပေါင်းပြီးလှုပ်ဆောင်လိုက်တာကအောင်မြင်ခြင်းလမ်းစာပါပဲဆိုတဲ့အကြောင်းအရာလေးကိုမိတ်ဆွေတို့သိသိချင်တာပဲဖြစ်ပါတယ်။